င်းဘာလုပ်နေရလဲအကိုမှဓမင်းရှိလာလို့နန်းစောမင်းနေလေတတိယလာပြီလားကျမစီးရုံနဲ့လုပ်ပြီးရောက်နေရတယ်လူတယောက်လာပို့သွားတာပဲညီမဘယ်လိုပုံစံမျိုးလဲလူလက်ပိုင်းခက်တောင်းတောင်းထဲရပဲအခုသူရှိလားပြန်သွားပြီလားအဲ့ဒီညကလေးကလာပို့ပြီးတော့နောက်နေ့မနေ့တန်းပြန်သွားတယ်ပြီးတော့ညီမအသုံးဆောင်ပစ္စည်းတွေကိုလည်းမှထားသွားပေးခဲ့တယ်ကျမရဲ့တနက်နဲ့ equipment ရောညီမတို့ရုံကအရာရှိနှစ်ယောက်လာတင်သွားတယ်အကြီးမစွဲခင်တည်းကဒီကနန်းလေးကိုအရင်ရေးထားတာဒီကနန်းလေးပေါ်မှာမှထပ်ပြီးတော့တ िश ူးနဲ့ဖုံးပြီးပကြီးကိုဆွဲထားတာဒီကနန်းလေးက password ဖြစ်နိုင်တာကတော့နန်းစောမသိဘူးဒါပေမဲ့ကနန်းအလုံးမှတော့6လုံးရှိတယ်ကြားရတဲ့ကနန်းနေရအမှန်လားအခုရတဲ့ကနန်းနေရအမှန်လားဆိုတော့စဉ်းစားရတော့မယ်အမှန်တိုင်းပြောရရင်နှစ်ခုစလုံးဖြစ်နိုင်တာပဲပထမတစ်ခုကကြပြားရတဲ့ message ဒီတစ်ခုကလည်းပကြီးကနေရတဲ့ message တောင်းလို့ဆိုတိတ်နိုင်မှာမဟုတ်ဘူးအခုထင်ရတော့ကြပြားရတဲ့ message ဆိုတာအခုအတွေ့နဲ့ရှောက်ပြီးတွေ့တာထင်မြင်မှုသက်သက်ပဲအခုဒီကနန်းနေရအမှန်ဖြစ်နေမယ်လို့ကိုထင်တယ်အားဖြင့်တစ်ခုလုံးပြေးလိုက်မယ်အရေးကြီးတာမင်းနဲ့ညီမတွေကိုအများဆုံးကဲနိုင်ဖို့ပဲဘာပြောတဲ့ရှိလို့လဲဟုတ်နန်းစောအကိုအမှန်တိုင်းပြောပြရင်အကိုစိတ်ဆိုးမှလားဘာကိစ္စနန်းစောအကိုအခုဖြစ်နေရမကြည့်ရတော့လို့မနဲ့နေတာအဖြစ်မှန်နေအားလုံးနန်းစောပြပြလိုက်တယ်
ငါစောမင်းဘာကြီးဆောက်လုပ်နေရလဲဟမ်ဘာကြီးဆောက်လုပ်နေရလဲ